ကြောင်ကကြွက်အရှင်ကိုကြိုက်စားတော့မှာကိုဒီအတိုင်းလွတ်ထားတင်လားဖေဟာတကယ်လို့သူ့အကြောင်းနဲ့သူလွတ်ထားတင်နေဆိုရင်ကြောင်ရောပါဏာတိပါတာကန်ထိုက်ငါတော့အာကုသူမဖြစ်ပြီးရောဆိုတဲ့အတ္တစိတ်မဖြစ်ဘူးလားဖေဟာလို့မိထားပါရဲ့ဖေဟာ တားကောင်းပါတယ်နော်သူယူဆမှားနေတာပါနော်မတားကောင်းဘူးဆိုတာမဟုတ်ပါဘူးတားလို့ရတယ်သူများအသက်ကန်ကောင်းပါတယ်နော်သူ့အစာကအချိန်ကြီးခြားစားလို့ရတယ်သူဒီအကောင်လေးတစ်ကောင်တေးမဲ့အားကဲတင်ပေးကောင်းပါတယ်ကဲတင်တဲ့အတွက်သူ့မှာကရုဏာစိတ်ဖြစ်သွားတယ်သူများအသက်ကိုနော်ဇီဝိတဌာနဖြစ်သွားတယ်အာကုသူမဖြစ်ဘူးကဲလို့နော်ကဲကောင်းပါတယ်တချို့ကအဲ့လိုထင်တာပေါ့နော်မွေကဖားကိုမျိုးတဲ့အချိန်မကဲကောင်းမထင်တာမဟုတ်စားထဲမှာတိတိကျကျပါတယ်နော်အဲ့တော့သူများအစာကိုတားမြစ်တာမဟုတ်ဘူးဒါကသူများအသက်ကိုကဲတာဒါအရေးကြီးတယ်နော်အဲကြောင့်သူများရဲ့အစာဖြစ်တဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးတာနော်အပြစ်မရှိဘူးနော်ရတယ်လွတ်ပါတယ်အဲ့တော့ဒါပြည့်ရှိမှဆိုရင်တချို့ဈေးမှာငါအရှင်လက်ဒီမှာဆိုလို့ဝယ်ပြီးလွတ်တဲ့ပုဂ္ဂိုလ်တွေရှိတာအဲ့လွတ်တဲ့ပုဂ္ဂိုလ်သူများအစာသွားတားသလိုဖြစ်နေမှာပေါ့သူများနော်သူများတက်ဆိုင်မဲ့ဟာကိုကဈာပြက်ဝယ်သလိုဖြစ်နေမှာပေါ့ဟုတ်တယ်လားအဲ့တော့ငါးတွေပါလွတ်တာအကုသို့ဖြစ်ကုန်မှာပေါ့မဖြစ်ပါဘူးသူများအသက်ကိုကဲကောင်းပါတယ်လို့နော် မှန်ပါဗျာ